ปีมาดีนี้ชิมเปลี่ยนทำยานี่มาจะนอนกบัดดวิงหาในผู้ยันเด็พิกคอเรดเจ้าเต็งโอเซียนเนตุเต็งเท่ามีเต็งตัวเต็งตายาวสีแดงปอมาทูเบจิซูตินเจ้าเดียนี่ปีมาจะนอปฐมานี่เน่เปียวจะชิมบาเร่หรือนอโปรดูเรียนี่เน่จะนอดีดาวปันเสียเลชีบาเร่หรือเสียจะนอรู้อายินนัวเลขอบาเร่ดาเมจะนอตินอมาสิสินชีบิตาเชิงดีเน่ใจใส่ในขาจารอจะนอมาลาในชิมพิบาเร่มาลาชินลุมเฮาบาบูหรือจะนอรู้สิสินยิสเวบิตาพิเดขามาจะนอรู้เอริเอยาริโกเปลี่ยนเปลี่ยนลุมยาเรขามาจารอจะนอรู้ดีมาพิกคอเรชิมามาลาในชิมพิเดสวาริเลจะนอเปียวเปียชิมบาเร่คูรอเสียเลจะนอรู้อาชีนิโกตีตัวเรขาจารเสียเลจูตินเปียวเรขาจารจะนอเรียเลจูตินสินอสิสินี่เลเปียงลุยาเลยดาเมตปัดด้วยเทมารอจะนอเบลูมาเปียงลุมยาเราบ่เนาะราจะยินดงารอจะนอรู้เสียเลมามาบ่าวบ่พิลุเลสินอจะนอเสียนบาชีดอตัวเบลูเปียงเลเดียวมองเดียวอาเมสุปิมาตัวอุมาดีปัตยาโฮเมสินออิงกานี่เรามาฟุ้งคอไล่เดชจะนอรู้ว่าเบลูเปียงเลสินอเอดิมาตินดอมาสิสินดิชีบิตาสโรจะนอรู้ว่าเอรามิวริจารอจะนอรู้มาลาในบ่ไอ้ยินนุ่งมาสินอลาในเดบ่าพิลุส่งญานี่ปังวัวปิวดาวขวาวัวปิวชิงใจได้ขาจารอดูได้ขาจารอจะนอมาลาในชิมพิเดสเรียลีเลดีอานี่ปีมาจะนอเปียวเปียชินาพิบาเร่โลเอราจังจะนอรู้กูควินลูปีตาพิลุเลบ่เนาะนาเลปีตาพิลุเลอายัมเบจิซูติเนสราลีเลดีอานี่ปีมาจะนอเปียวตัวชิมบาเร่โลနောက်ပြီးတော့ဒီမှာကျွန်တော်ဒီဖျားเจ้าမှာလည်းပဲပေါ့နော်ဒီ panel GBC ကနေပြီးမှရရှိတဲ့နောက်ပိုင်းမှာပထမအဦးဆုံးပေါ့နော်တရားဟောခွင့်ရရှိတဲ့အတွက်ကြောင့်လည်းအထူးပဲကျေးဇူးတင်တယ်ဆိုတာလေးလည်းကျွန်တော်ပြောသွားချင်တယ်လို့နောက်ပြီးတော့ဒီနေ့ကျွန်တော်ဝင်ခမဲ့ခေါင်းစဉ်အားစစ်မှန်သောကူးကွယ်ခြင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်ဝင်ခပြီးချင်ပါတယ်စစ်မှန်သောကူးကွယ်ခြင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်ဝင်ခသွားမှာဖြစ်ပါတယ်လို့ကျွန်တော်တို့စစ်မှန်သောကူးကွယ်ခြင်းလို့ပြောတဲ့ခါမှာပေါ့နော်မမှန်သောကူးကွယ်ခြင်းရှိတယ်ဆိုတာကျွန်တော်တို့သိနိုင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဖယားကိုကူးကွယ်တဲ့ခါမှာလဲကျွန်တော်တို့ဖယားရဲ့အလိုတိုင်းအလိုတော်အတိုင်းကျွန်တော်ကူးကွယ်တတ်ဖို့လိုအပ်တာဖြစ်ပါတယ်ကျွန်တော်လူတွေတော်တော်များများကကျွန်တော်တို့ဖယားကိုကူးကွယ်တဲ့ခါမှာဖယားအချိတ်မဟုတ်ဘဲနဲ့ကုအချိတ်နဲ့ပဲကျွန်တော်ကူးကွယ်တတ်ကြပါတယ်ကျွန်တော်ဖယားဝက်ပြုတ်ကူးကွယ်တဲ့ခါမှာဖယားလက်ခံဖို့ပေါ့နော်ဖယားကြည်နပ်ဖို့တဲ့ကျွန်တော်တို့ကူးကွယ်တော့သူကကိုစိတ်ကြည်နပ်ဖို့ရအတွက်ပဲကျွန်တော်တို့ကူးကွယ်တတ်ကြပါတယ်ဥပမာကိုတချင်းဆိုတာအရန်အားရတယ်ဆိုရင်တော့တန်ရှင်သောဝိညာဉ်တော့အရန်လှုပ်ရှားတယ်လို့မျိုးပေါ့နော်ကိုနောက်ပြီးတော့ဒေသနာဝင်ခါတဲ့ခါမှာကြတော့တချို့တွေရှင်တော့ဥပမာဒီမှာတော့မရှိဘူးလေနော်အထူးသဖြင့် music တီးတဲ့လူတွေဆိုရင် music တီးပြီးသွားပြီတချင်းဆိုပြီးသွားပြီဆိုရင်တော့ရှေ့ဆုံးမှာထိုင်တာမဟုတ်နောက်ဆုံးမှာထိုင်ပြီးမှတရားဟောတဲ့ချိန်မှာဆိုရင်အပြင်ခဏထွက်လိုက်အဲ့လိုမျိုးတွေလုပ်တတ်ကြတယ်လေနော်ကျွန်တော်ပြောချင်တဲ့အရာကကျွန်တော်တို့ဖះကိုကူးကွယ်တဲ့ခါမှာလဲကျွန်တော်တို့အကြိုက်ကျွန်တော်တို့ကူးကွယ်မိတတ်ကြပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့မှာခရစ်တော်တုန်တင်ပေးတဲ့စစ်မှန်သောကူးကွယ်ခြင်းဘယ်လိုကူးကွယ်ရမလဲဆိုတာခရစ်တော်တင်ပေးတဲ့အရာပေါ့နော်ကျွန်တော်ဒီနေ့ဝင်ခါမှာဖြစ်ပါတယ်လို့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး4အပိုင်ငယ်24ဖြစ်ပါတယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး4အပိုင်ငယ်24ကိုဖတ်ချင်ပါတယ်ဖယားသခင်သည်ဝိညာဉ်ဖြစ်တော်မူ၏ဖယားသခင်ကိုကိုးကွယ်တော်သူတို့သည်ဝိညာဉ်နှင့်၎င်းတမာတရားနှင့်၎င်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏ယူဒတန်ကျမ်းထဲမှာတော့ဘယ်လိုရေးပြီးလဲဆိုရင်ဖယားသခင်သည်နာဝိညာဉ်ဖြစ်တော်မူ၏ဖယားသခင်ကိုကိုးကွယ်တော်သူတို့သည်နာဝိညာဉ်နှင့်၎င်းတစ္ဆာနှင့်၎င်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏ကျွန်တော်တော့မြန်မာစာမီထဲအတိုင်းပဲကျွန်တော်ဝင်ခါသွားမှာဖြစ်ပါတယ်မြန်မာစာမီမှာဆိုရင်ဖယားသခင်သည်တဲ့ဝိညာဉ်ဖြစ်တော်မူ၏ဖယားသခင်ကိုကိုးကွယ်တော်သူတို့ဒီနာဝိညာဉ်နှင့်၎င်းတမာတရားနှင့်၎င်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏အမိန့်ဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဘယ်လိုကိုးကွယ်ရမလဲဆိုတာခရစ်တော်မိန့်မှာထားတဲ့အရာဒီနေ့ကျွန်တော်တို့ဝင်ခါမှာဖြစ်ပါတယ်လို့ကြားနာတော်ရောက်စီတိုင်းအတွက်ဖျားသခင်အထက်ဖန်ကောင်းကြီးပေးပါစေအာမင်ဆုတောင်းဆက်ကပ်ကြပါစို့
အသက်ရှင်ကောင်းမြတ်တော်ဖကိုရဲနာမတော်ထူပဲချီးမွမ်းပါတယ်ကိုရဲနာမတော်ကပါဆက်ဆက်ဒါရိမင်္ဂလာရှိပါစီတော့ကိုရအလုံးပဲကောင်းမြတ်ပါတယ်ဒီနေ့ကိုရရှင်ပြန်ထမြောက်ရာနေ့မှာလဲအတူတကွဝက်ပြုတ်ကိုကွယ်ရတဲ့ခွင့်ကိုလဲကိုရပင်စင်ပေးဒီတမကပဲနဲ့ကျွန်တော်တက်တာမှာလို့အဆုံးသောအရာဖြစ်တဲ့ကိုရဲနှုတ်ပတ်တော်တမန်တရားဟောပြောဝင်ခနိုင်ဖွင့်ရန်အတွက်အချိန်တိုင်းပြန်လဲပင်စင်ပေးတဲ့အတွက်ကြောင့်လဲနာမတော်ထူပဲချီးမွမ်းတယ်လို့အေနှုတ်ပတ်တော်အားဖြင့်အရောက်စီတိုင်းအတွက်ထီမိတိဆောက်ဆရာဖြစ်စီတော်မူပါတန်ရှင်တော်ဝင်တော်ဘုရားခရရောက်စီတိုင်းနားလေသဘောပေါက်စီတော်မူလေစစ်မှန်သောကိုးကွယ်ခြင်းအားဖြင့်ကိုရောကိုကိုးကွယ်တတ်တော်တာသမီးအရောက်စီတိုင်းဖြစ်စီဖို့လို့ငါလက်တော်ထဲသို့စက္ကအနန္တဲ့ခါမှာဒီချင်းမစုမှန်ကိုအောင်မြင်တော်တပါရီတော်သားတော်ယေရှုခရစ်မှာနာမတော်ကိုမြည်ပြုလျက်အလုံးကြီးစွာပြည့်ကြည်တော်ချီးမွမ်းဆုတောင်းစကားနံပါတ်ဖဖျားရှင်အာမင်တစ်ချက်လေးကျွန်တော်ပြောဖို့မိသွားတာဒီနေ့ကျွန်တော်တို့လည်းကျွန်တော်ဇနီးတင်နဲ့2ယောက်သားလာဖို့ကျွန်တော်စီစဉ်ထားပါတယ်ဒါပေမဲ့ကျွန်တော်အတင်းတော်ထဲမှာပြီးခဲ့တဲ့ပတ်မှာဆိုရင်တော့ပေါ့နော်ဒီကျွန်တော်အမျိုးသမီးခေါင်းဆောင်တဲ့2ယောက်ကျွန်တော်တို့ဒီခွဲစိမှုပြုလုပ်ရတဲ့ခါမှာဒီနေ့ပွဲပြုပြီးချင်းသူတို့မိသားစုနှစ်စုပေါ့နော်တွားအမျိုးသမီးအဖွဲ့ကတွားဆူတောင်းပြီးဖို့ရန်ဖြစ်တဲ့ခါမှာကျွန်တော်နဲ့တူမလိုက်နိုင်ချင်းဖြစ်ပါတယ်လို့နောက်ပြီးတော့သားသမီးတွေကြတော့ကျွန်တော်သားဆွင်လဲဟိုမှာ music တွေတီးတဲ့ခါကြတော့ကျွန်တော်နဲ့ဒီနေ့အတူမပါလာနိုင်ချင်းဖြစ်တယ်ကျွန်တော်တယောက်တည်းလာနိုင်တာဖြစ်တယ်ဆိုတဲ့အရာလေးလဲပေါ့နော်ဒီကနေပြီးမှထလောင်ပြီးမှကျွန်တော်ပြောသွားချင်ပါတယ်လို့ကျွန်တော်နှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့သွားရအောင်စစ်မှန်သောကူးကွယ်ခြင်းဆိုတဲ့အရာပေါ့နော်ဒီနေ့ကျွန်တော်တို့စဉ်းစားဖို့ရန်ဖြစ်ပါတယ်လို့ဒီမှာကြတော့ကျွန်တော်ကြောက်မဲ့လို့မရှိတော့ဘူးထင်တယ်နော်။ဘာဖြစ်လို့လဲဆိုရင်တော့ကျွန်တော်ကတော့ဗာလဲဆိုရင်တော့ဆုံးမတတ်တယ်လို့ကျွန်တော်ပြောတတ်ကြတယ်လေနော်။ကျွန်တော်ဆုံးမတာမဟုတ်ပါဘူးလို့နှုတ်ကပတ်တော်အားဖြင့်ပဲကျွန်တော်ခွန်အားပေးတတ်ပါတယ်လို့ပေါ့နော်။အဲ့ဒါကြောင့်ကျွန်တော်ဒီတခါတလေကြရင်တော့ကျွန်တော်ကစကားချူတာမပြောတတ်ဘူးလေနော်။အဲ့ဒါကြောင့်ဂျာနာတို့အရောက်အစီတိုင်းအတွက်ပေါ့နော်ခါသေးတဲ့အရာတွေရှိတယ်ဆိုရင်လည်းနားလည်ပြီးစီလိုပါတယ်လို့ဒီမှာကျွန်တော်တို့ဒီလောကမှာပေါ့နော်ဘာသာရေးမှာလူနှမျိုးရှိပါတယ်ဘာသာရေးမှာလူနှမျိုးရှိတယ်ပထမအလူကတော့ဘာသာမရှိတော့သူနောက်တစ်ယောက်ကတော့ဘာသာရှိတော့သူတချို့တွေဆိုရင်ဘာသာမဲ့တွေဒီ USA နိုင်ငံမှာလည်းခုတဖြည်းဖြည်းနဲ့များလာတယ်နော်ကိုးကွယ်တာလည်းမရှိဖျားရှိတာလည်းမယုံကြည်ဘာသာရေးလည်းမရှိဘူးကိုးကွယ်တာလည်းမရှိဘူးပေါ့နော်အဲ့ဒါ14ခုမြောက်သောစာအပိုင်ငယ်တိမှာဆိုရင်တော့ဖျားမရှိဟုမိုက်တော်သူတို့သည်ထင်တတ်၏တဲ့အဲ့ဒါကြောင့်လောကမှာမိုက်တော်သူတွေအင်္ဂလိပ်မှာဆိုရင်တော့ foolish ပေါ့နော်ပညာမဲ့တော်သူတွေအရန်နေလာတယ်နော်အမှန်တိုင်းဆိုအယူလို့ပြန်ရမှာလေ foolish ဆိုတော့ဒါပေမဲ့ကျမ်းစာမှာတော့ကျွန်တော်ကြားလို့ဟိုကောင်းအောင်ပေါ့နော်မိုက်တော်သူလို့ပြန်ပေးတာလေနော်အယူကျမ်းစာအဲ့လိုပဲပြောတာလေဖျားမရှိဘူးလို့ခံယူတဲ့လူတွေကပေါ့နော်နောက်ပြီးတော့လောကမှာဖျားကိုကူးကွယ်တော့ပေါ့နော်လူနှမျိုးရှိပါတယ်နံပါတ်1ကတော့အသက်ရှင်သောဖျားကိုကူးကွယ်တော်သူ ਨੇ အခြားဖျားကိုကူးကွယ်တော်သူလို့ကျွန်တော်တို့ပေါ့နော်နှမျိုးခွဲခြားလို့ရပါတယ်ကျွန်တော်တို့ဟာဆိုရင်တော့အသက်ရှင်သောဖျားကိုကူးကွယ်တော်သူဖြစ်ပါတယ်ဘာဖြစ်လို့ကူးကွယ်တယ်လဲကူးကွယ်ခြင်းကိုထိုက်တန်သောဖျားဖြစ်လို့ဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့သူ့ကူးကွယ်ဖို့ရန်အတွက်ဖန်ဆင်းထားခြင်းဖြစ်ပါတယ်ဆိုတာဒီလေကျွန်တော်ဒီကနေပြီးမှကျွန်တော်ပြောပြချင်ပါတယ်အဲ့ဒီမှာလေကျွန်တော်ကူးကွယ်ပုံနှမျိုးရှိပါတယ်ခုနကျွန်တော်ပြောသွားတယ်လို့မှန်ကန်သောကူးကွယ်ခြင်းနဲ့မာယွန်းသောကူးကွယ်ခြင်းဆိုပြီးမှကျွန်တော်တို့ကူးကွယ်ခြင်းမှာလည်းနှမျိုးရှိပါတယ်ကျွန်တော်တို့ကူးကွယ်တဲ့ပုံစံကဘောနော်ကျွန်တော်တို့စစ်မှန်သောကူးကွယ်ခြင်းလားတမန်ကျမ်းစာပြောတဲ့အတိုင်းကူးကွယ်ခြင်းဟုတ်သလားကိုယ်စိတ်ကြိုက်ကူးကွယ်ခြင်းဟုတ်သလားဆိုတာလည်းကျွန်တော်တို့စဉ်းစားဖို့လိုအပ်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီအချက်လေးတွေမတွားခင်မှာကူးကွယ်ခြင်း addict ပဲလေးကိုကျွန်တော်ဝေမျှပေးချင်ပါတယ်ကူးကွယ်ခြင်းဆိုတာတော့ကျွန်တော်တို့ဒီရှီဟောင်းအင်္ဂလိပ်စကားလုံးကနေလာတာဖြစ်ပါတယ် Old English ပေါ့နော်အဲ့ဒါတော့ worship WORTHSHIP ကနေလာတာဖြစ်ပါတယ် what ဆိုတာထိုက်တန်တာပေါ့နော်နောက်ပြီးတော့ ship ဆိုတော့တန်ဖို့ထိုက်တန်တော့ဖျားကိုကူးကွယ်ခြင်းလို့အဓိပ္ပာယ်ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကူးကွယ်တဲ့ဖျားဟာကူးကွယ်ခြင်းကိုထိုက်တန်သောဖျားဖြစ်တယ်အဲ့ဒါ worship ဆိုပြီးမှပေါ့နော် Old English ကနေပြီးမှလာတာဖြစ်ပါတယ်တကယ်ကြတော့ကျွန်တော် worship ဆိုတဲ့ကူးကွယ်ခြင်းရဲ့အဓိပ္ပာယ်ကတော့အင်္ဂလိပ်လိုမှာဆိုရင်တော့ to fall down before မဟုတ်ရင်လေ bow down before ဖျားရှိ၌ပြဝခြင်းအိုးမြုပ်ခြင်းဖြစ်ပါတယ်
အဲ့ဒါကြောင့်ကျွန်တော်တို့က praise and worship လည်းမခွဲခြားတတ်ဘူးနော်ကျွန်တော်တို့ praise ဆိုတာကျွန်တော်တခြင်းတွေဆိုတာ praise ဖြစ်တယ်နော်ဖခင်ကိုချီးမွမ်းတာလေချီးမြှောက်တာဒါပေမဲ့ကျွန်တော်တို့ကူးကွယ်ခြင်းဆိုတာတော့ဒီမှာ worship ရဲ့အဓိပ္ပာယ်ကတော့ဖခင်ရှိမှအိုးငြုတ်ချခြင်းနော်ရှိတော်မောက်၌ပြတ်ဝတ်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကူးကွယ်ခြင်းဆိုတာကတော့ကျွန်တော်သိဖို့ရအတွက်ရှိဖခင်ရှိတော်၌ကျွန်တော်တို့ပြတ်ဝတ်ခြင်းကူးကွယ်ခြင်းအိုးငြုတ်ခြင်းဖြစ်ပါတယ်ဘယ်ချိန်မှာကျွန်တော်ပြတ်ဝတ်တတ်တယ်လဲဆူတောင်းတဲ့အချိန်မှာအဲ့ဒါကြောင့်ကျွန်တော်တို့ကတကယ်တမ်းကူးကွယ်ခြင်းဆိုတာဆူတောင်းခြင်းနှုတ်ကပတ်တော်တမန်တရားကိုခံယူခြင်းဟာတကယ်ပဲစစ်မှန်သောကူးကွယ်ခြင်းဖြစ်တယ်ဆိုတာဒီလေဒီနေ့ကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်လို့အဲ့ဒါကြောင့်ကျွန်တော်တို့ worship ဆိုပြီးမှလည်းကျွန်တော်ခေါ်တယ်လို့ကျွန်တော် praise and worship လို့လည်းခေါ်ကြတယ်เนาะအဲ့ဒါကျွန်တော်တို့ကူးကွယ်ခြင်းတနည်းအားဖြင့်ချီးမွမ်းခြင်းဖြစ်ပါတယ်ဆိုတာလည်းကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်မာယွန်းတော့ဘောနော်တနည်းအားဖြင့်မာယွန်းတော့မမှန်ကန်တော့ကူးကွယ်ခြင်းဆိုတာဘယ်လိုမျိုးလဲဆိုတဲ့အရာလေးလည်းကျွန်တော်ဝင်မျှပေးချင်ပါတယ်မာယွန်းတော့ကူးကွယ်ခြင်းမမှန်ကန်တော့ကူးကွယ်ခြင်းကတော့နံပါတ်1မှာဤအရက်မှာပဲကူးကွယ်ဖို့လိုအပ်တယ်ဥမာတကယ်လို့ဒီဖျားချောင်းထဲမှာပဲကူးကွယ်ဖို့လိုအပ်တယ်ဆိုပြီးမှခံယူတဲ့အရာတွေဟာဆိုရင်တော့ကျွန်တော်တို့မာယွန်းတော်ကူးကွယ်ခြင်းပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ခရစ်တော်ကရှမာရိအမျိုးသမီးစီမှာစစ်မှန်တော်ကူးကွယ်ခြင်းကိုသူတင်ပေးတာဖြစ်ပါတယ်ခုနကျွန်တော်ဖတ်သွားတယ်ရှင်ယောဟန်ခရစ်ဝင်ကျခန်းကြီးလေးအပိုက်ငယ်ကျွန်တော်20ကနေပြီးမှကျွန်တော်ဖတ်ချင်တယ်နော်အပိုင်ငယ်16ကနေကျွန်တော်ဖတ်လိုက်မယ်ထိုမိန်းမကသခင်ကိုတော်ဒီ prophet ဖြစ်ဒီကိုအကျွန်ုပ်ယစ်မိပါ၏အကျွန်ုပ်တို့ဘူဘီများသည်ဤတောင်ပေါ်၌ကူးကွယ်လိရှိကြ၏ယေရုရှလင်မြို့၌သာကူးကွယ်ရမည်ဟုတင်တို့သည်ဆူတတ်ကြ၏ဟုရှောက်လင်အဲ့ဒီရှမာရိအမျိုးသမီးကပြောတယ်လေသူတို့ရဲ့ဘူးပွားတွေကတော့တဲ့ဘူဘီတွေကဤတောင်ပေါ်မှာကူးကွယ်ရမယ်တဲ့ဤတောင်ပေါ်ဆိုတာသူတို့ရှမာရိလူမျိုးဖြစ်တယ်နော်ရှမာရိနဲ့ကျွန်တော်တို့ယူဒာနဲ့မတူဘူးเนาะယူဒာတွေကတော့ဘယ်မှာကူးကွယ်တတ်တယ်လဲယေရုရှလင်ဗိမာန်တော်မှာကူးကွယ်တတ်တယ်အဲ့ဒီရှမာရိပေါ့เนาะသူတို့ကတော့ကအပြာအမျိုးတွေဖြစ်တယ်เนาะသူတို့တွေကတော့ဘယ်မှာကူးကွယ်တတ်တယ်လဲဆိုရင်တော့ကရဇင်တောင်ပေါ်မှာသူတို့ကကူးကွယ်တတ်တယ်အဲ့ဒါကြောင့်ဒီမှာသူပြောတာတောင်ပေါ်မှာဆိုတာတော့ဤတောင်ပေါ်၌ကူးကွယ်လိရှိကြ၏ဆိုတာကရဇင်တောင်ပေါ်ဆိုလိုတာဖြစ်ပါတယ်သူတို့ကကရဇင်တောင်ပေါ်မှာကူးကွယ်တယ်တဲ့နော်ဒါပေမဲ့ခရစ်တော်ကဘာဘယ်လိုတုံတင်ပေးတယ်လဲ21မှာယေရှုကအချင်းမိန်းမငါစကားကိုယုံလို့ဤတောင်တို့မလားယေရုရှလင်မြို့တို့မတွားပဲခမည်းတော်ကိုကူးကွယ်ရမည်အချိန်ကာလရောက်ဆဲရှိ၏တဲ့နော်အပိုင်ငယ်20နှစ်မှာတင်တို့ဒီကိုမတိတော့အရာကိုကူးကွယ်ကြ၏တဲ့နံပါတ်1မာယွန်းတော်ကူးကွယ်ခြင်းကတော့ဤနေရာမှာပဲကူးကွယ်ရမယ်အဲ့ဒါမှပဲဖယားကလက်ခံတယ်ဆိုပြီးမှယူဆချက်ဖြစ်ပါတယ်နံပါတ်2ကတော့ကိုမတိသောအရာကိုကူးကွယ်ခြင်းတချို့တွေကဘာကူးကွယ်မှလည်းမသိဘူးခရိယန်ထဲမှာလည်းရှိတယ်နော်ဘာဖြစ်လို့အဲ့ဒီတင်းတော်မှာနေလဲအဖေမေရီကအရင်ကတည်းကအဲ့ဒီမှာအတင်းတော်မှာနေလို့ကျွန်မလည်းအဲ့ဒီအတင်းတော်မှာပဲနေတာအတင်းတော်ရဲ့ယုံကြည်ချက်လည်းဘယ်လိုလဲဆိုတာလည်းမသိဘူးအဲ့ဒါမျိုးတွေလည်းကျွန်တော်ရှိတတ်တယ်နော်အဲ့ဒါကြောင့်ကိုမတိတော့အရာခရစ်တော်ကရှမာရိမျိုးသမီးစီမှာပြောတယ်လေကိုမတိတော့အရာကိုကူးကွယ်ကြတယ်လို့သူပြောတယ်နော်ခရစ်တော်ကပြန်ပြောတယ်လေငါတို့ဒီကိုတိတော့အရာကိုကူးကွယ်ကြ၏အကြောင်းမူကားယူရလူတို့၌ကယ်တင်ခြင်းအကြောင်းရှိ၏တဲ့နော်နောက်ပြီးတော့23မှာကူးကွယ်တော့သူမှန်သမျှတို့သည်လို့သူတင်ပြီးပြီနော်ဘယ်လိုကူးကွယ်ရမလဲဆိုရင်ကူးကွယ်တော့သူမှန်သမျှတို့သည်ခမည်းတော်ကိုဝိညာဉ်တော်နှင့်၎င်းတမန်တရားနှင့်၎င်းကူးကွယ်ရမည်အချိန်ကာလသည်လာ၍ယခုပင်ရောက်လျက်ရှိအကြောင်းမူကားထိုသို့ကူးကွယ်သောသူတို့ကိုခမည်းတော်သည်အလိုရှိတော်မူ၏တဲ့နော်ဖခင်အလိုတော်ရှိတာဝိညာဉ်နှင့်၎င်းတမန်တရားနှင့်၎င်းကူးကွယ်ခြင်းကိုဖခင်သခင်ကအလိုတော်ရှိတယ်ကြိုက်နှစ်သက်တယ်ဆိုတာလေးလည်းကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်ကျွန်တော်တို့ခုနလည်းကျွန်တော်ပြောသွားပြီကျွန်တော်တို့ထင်တာကတော့ကိုအားရတဲ့ရှင်ဖခင်ကလက်ခံတယ်လို့မျိုးကျွန်တော်တို့ထင်တတ်တယ်နော်အဲ့ဒါမဟုတ်ဘူးကျွန်တော်တို့ခရစ်တော်တုံတင်ပေးတဲ့အတိုင်းပဲကျွန်တော်ကူးကွယ်တတ်မှသာလေဖခင်ကလက်ခံတာဖြစ်ပါတယ်ဆိုတာလည်းကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကကူးကွယ်တော်သူဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကူးကွယ်တော်
ကျွန်တော်ကူးကွယ်သူတွေဖြစ်ပါတယ်ကျွန်တော်ကူးဖယားကိုကူးကွယ်တာဖြစ်ပါတယ်ဘယ်သူကြည်နပ်ဖို့လိုအပ်တယ်လဲဖယားကြည်နပ်ဖို့လိုအပ်တယ်အဲ့ဒါကိုကျွန်တော်တို့ကပေါ့နော်မိတတ်ကြတယ်အဲ့ဒါကြောင့်ကျွန်တော်ဖယားကိုကူးကွယ်တဲ့ခါမှာကျွန်တော်ကဖယားကြည်နပ်ဖို့တဲ့ဘယ်သူကြည်နပ်ဖို့ရှာလဲကိုကြည်နပ်ဖို့ပရိသတ်ကြည်နပ်ဖို့မဟုတ်လားအဲ့ဒါကြောင့်ကျွန်တော်ဝတ်ပြုတ်ကူးကွယ်ခြင်းဆိုတာဖြိုဖြီချင်းမဟုတ်ဘူးဆိုတာလဲကျွန်တော်သိဖို့လိုအပ်တယ်အဲ့ဒါကြောင့်ကျွန်တော်ကခုခရိယန်ရဲ့ဝတ်ပြုတ်ကူးကွယ်ခြင်းအဘယ်လိုပုံစံဖြစ်လာပြီလဲဆိုတော့ဖြိုဖြီချင်းပုံစံဖြစ်လာတယ်ကျွန်တော်သူမြောက်ဖြိုဖြီတာမဟုတ်ဘူးကျွန်တော်အထေကနေဖယားကိုချီးမွမ်းတာကူးကွယ်တာဖြစ်တယ်ဆိုတာလေးလေကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်နံပါတ်3မှာဆိုရင်တော့မမှန်ကန်တော့ကူးကွယ်ခြင်းကတော့ခိရည်စည်းချောင်းအလိုက်ကူးကွယ်ခြင်းဖြစ်ပါတယ်ကျွန်တော်ခိရည်စည်းချောင်းအလိုက်ကျွန်တော်တို့ကူးကွယ်ခြင်းဖြစ်ပါတယ်အရင်တော့ဆိုရင်တော့ praise and worship ဆိုတာလည်းမရှိဘူးเนาะကိုကျွန်တော်ခေါ်နေတဲ့ praise and worship ဆိုတာလည်းမရှိဘူးဘယ်ကနေစတင်တယ်လဲဆိုတော့ဒီ USA နိုင်ငံကနေစတင်တာဖြစ်ပါတယ်ဘာ movement ကနေဘာလှုပ်ရှားမှုကနေလဲဆိုတော့ the Jesus movement လို့ခေါ်တယ်နော်ခရစ်တော်ပေါ့မနော် the Jesus movement ကနေပြီးမှစတင်တာဖြစ်ပါတယ်အဲ့ဒါ American လူငယ်တွေကနေစတင်လာတာဖြစ်ပါတယ်ဘယ်ချိန်မှာစတင်တယ်လဲဆိုတော့1960ကနေပြီးမှ1980ကြားနေပြီးမှဖြစ်ပေါ်လာတဲ့အရာဖြစ်ပါတယ်အဲ့ဒီကြားထဲမှာလူငယ်တွေကပေါ့နော်ဝတ်ပြုတ်ကူးကွယ်ခြင်းခေတ်ဓမ္မတီးတွေလည်းရေးဆက်လာကြတယ်အဲ့ဒီမှာလည်းကျွန်တော်တို့ဂီတာတွေရောနောက်ပြီးတော့ဒီခီပေါ်တီးဂီတာအမျိုးမျိုးဒရမ်တွေရောခီးဘော့တွေရောတုံးပြုတ်လာကြတယ်အဲ့ဒီမတိုင်ခင်မှာ1980မတိုင်ခင်မှာဆိုရင်တော့အဲ့ဒါမျိုးတွေမခစ်စားဘူးဘာပဲလဲဆိုရင်တော့ဒီ hymn song တွေပဲဖြစ်ပါတယ် hymn တွေပေါ့နော်ကျွန်တော်ကတော့ hymn ကိုဘယ်လိုခေါ်လဲတချင်းကြီးလို့ခေါ်တာနော်ကျွန်တော်တို့ hymn တွေပဲကျွန်တော်တို့အရင်တော့ကတော့စူကြတာဖြစ်ပါတယ်အဲ့ဒီအနေပြီးမှလူငယ်တွေဌာနနေပြီးမှပေါ်ပေါက်လာတဲ့လှုပ်ရှားမှုဖြစ်တယ်ဆိုတာလည်းနောက်ခံကြောင်းရင်းလဲကျွန်တော်ပြောပြချင်တယ်နောက်ပြီးတော့ charismatic movement တွေကနေပြီးမှပေါ့နော်သူတို့ကတော့ဘယ်လိုပြောတယ်လဲဆိုတော့နှလုံးသားကမှပေါ့နော်ကူးကွယ်ရမယ်ကျွန်တော်တို့လွတ်လပ်စွာကူးကွယ်ရမယ်လက်ကုပ်တီးရမယ်လက်မြောက်ရမယ်ပေါ့နော်နောက်ပြီးတော့အချင်းကြာကြီး praise and worship တွေလည်းပြုလုပ်ရမယ်ဆိုပြီးမှသူတို့ပြောလာတယ်နော်အဲ့ဒါကြောင့်အရင်တုန်းကကျွန်တော်ငယ်ငယ်တုန်းကဆိုနှစ်ချင်းမှနေလာနော်လက်ခုပ်တီးတာလည်းမရှိဘူးလေအဲ့ဒါကြောင့်အဲ့ဒီလက်ခုပ်တီးတာတွေလည်း1960နောက်ပိုင်းမှပဲပေါ်ထွက်လာတဲ့အရာတွေပဲဖြစ်ပါတယ်ဆိုတာလေးလည်းကျွန်တော်ပြောပြချင်ပါတယ်မှားတာမဟုတ်ပါဘူးလက်ခုပ်တီးတာပေါ့နော်ကျွန်တော်အပြစ်မတင်ပါဘူးဒါမဲ့ကျွန်တော်နောက်ခံသမိုင်းကြောင်းကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်ဆိုတာလေးလည်းကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်နောက်ပြီးတော့1980နောက်ပိုင်းမှာဆိုရင်တော့ဒီ USA မှာလည်းပဲပေါ့နော်အတင်းတော်ဒီမှာဘာတွေရှိလာတယ်လဲဆိုတော့ contemporary worship music တွေလည်းစတင်တာလေဂီတာတွေ drum တွေ keyboard တွေနော်နောက်ပြီးတော့ worship band တွေလည်းရှိလာတယ်အသုံးပြုလာတာဖြစ်ပါတယ်ဆိုတော့လေကျွန်တော်ပြောပြချင်တယ်ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင်တော့ drum ဆိုရင်တော့ဘယ်လိုမြင်လဲစာတန်လိုပဲမြင်တာနော်ကျွန်တော်ကဖျားเจ้าထဲမှာတီးဖို့မပြောနဲ့လောကအယမ်းဆန်နေဖျားเจ้าမှာဆိုရင်တော့ drum တွေလည်းမတီးရဘူးဒါပေမဲ့ခိုးတော့ဖျားเจ้าတိုင်းမှာနေရာယူလာပြီလေနော်ပြောချင်တာကကျွန်တော်တို့ခိရည်စည်းချောင်းအလိုက်ကျွန်တော်ဘာလုပ်တယ်လဲကူးကွယ်လာတာဖြစ်ပါတယ်အဲ့ဒါမှန်ကန်ဆိုအသုံးပြုတတ်ရင်ကောင်းပါတယ်ဒါပေမဲ့တချို့တွေကတော့နှုတ်ကပတ်တော်ထက်ပါအရေးကြီးခိုင်းပြီလေ music တွေအရေးကြီးခိုင်းပြီဆိုတော့ကျွန်တော်ကူးကွယ်ခြင်းမှာပြီဆိုတာနားလည်ဖို့လိုအပ်ပါတယ်ကျွန်တော် music ကူးကွယ်တာမဟုတ်ဘူးတခြင်းလဲကူးကွယ်တာမဟုတ်ဘူးအသက်ရှင်သောဖယားကိုကူးကွယ်တာဖြစ်ပါတယ်အဲ့ဒါအကြောင်းကျွန်တော်နှုတ်ကပတ်တော်တမန်တရားအဖင်ကျွန်တော်တို့ကူးကွယ်ဖို့လိုအပ်တယ်ဆိုတာလေးလည်းကျွန်တော်ပြောပြချင်တယ်ဒါဝိဒ်ခေတ်မှာတုန်းကလည်းသူတို့အသုံးပြုတဲ့ music တွေရှင်တော့သူတို့အများကြီးမသုံးဘူးနော်သူစာလံကျမ်းထဲမှာအမျိုးမျိုးအဖင်ဖယားကိုချီးမွမ်းကြလို့တာပေါ့နော်ရည်ထားတာအဲ့ဒါအတင်းတော်တွေမှာအရင်တုန်းကအဲ့လိုမျိုးမသုံးဘူးနော်သူတို့တဲတော်တုန်းကတော့၎င်းဗိမာန်တော်တီဆောက်တဲ့နောက်ပိုင်းမှာလေသူတို့မှာအဓိက music ၃မျိုးပဲအသုံးပြုတာကျွန်တော်ကျမ်းစာထဲမှာဖတ်တဲ့အခါမှာတွေ့နိုင်တယ်ဘာတုံးတလဲ sound သုံးတယ်သူတို့ကတယောခွက်ကွင်းအဲ့ဒီ၃မျိုးကိုသုံးတာအဲ့ဒီ၃မျိုးကိုအဓိကအသုံးပြုတယ်အဲ့ဒါ900ခန်းကြီး15အပိုက်ငယ်16ကျွန်တော်ကျမ်းစာတော့မဖတ်တော့ဘူးဒီတိုင်းပဲပြောမယ်နော်နောက်ပြီးတော့900ခန်းကြီး25အပိုက်ငယ်
တီတာနေ6ထဲမှာလဲကျွန်တော်တွေ့ရတယ်နောက်ပြီးတော့ဟီဇကိမင်းကြီးလက်ထက်ရောက်လာတဲ့ခါမှာဟီဇကိမင်းကြီးကဗိမာန်တော်ကိုပြန်လဲမှပြုတ်ပင်လာတဲ့ခါမှာဒါဝိမင်းကြီးခေတုံကတီးတဲ့အရာတွေပေါ့နော်စောင်းတရောခွက်ကွင်းတွေကိုလည်းပြန်တီးခိုင်းတယ်ဆိုတာလဲကျွန်တော်တွေ့နိုင်တာဖြစ်ပါတယ်အဲ့ဒီဒုံကဆိုရင်တော့ဘသူတွေပဲတီးခွင့်ရှိတယ်လဲဆိုရင်တော့လီဝိအမျိုးတွေပဲလူတိုင်းတချင်းဆိုခွင့်တော်မရှိဘူးနော်အဲ့ဒါကြောင့်တချင်းဦးဆောင်တဲ့ဆိုတဲ့လူတွေကလည်းလီဝိအမျိုးတွေပဲဗိမာန်တော်မှာဆိုရင်ဒါပေမဲ့အခုကျွန်တော်တို့ဂျေဇုတော်ခေအသင်းတော်ခေမှာဆိုတော့ကျွန်တော်အားလုံးမလုပ်နိုင်တယ်လေဘုရားကိုချီးမွမ်းနိုင်တာနော်အရင်တုန်းကတော့အဲ့လိုမျိုးတချင်းဆိုတာတွေဆိုရင်လေလီဝိအမျိုးတွေကပဲဆိုတာဖြစ်ပါတယ်နေဟမိလက်ထဲပြန်ရောက်တဲ့ခါမှာလဲပေါ့နော်သူတို့ဘာဗလုန်ကျွန်းကနေပြီးမှလွတ်လာတဲ့ခါမှာလဲနေမိအခန်းကြီး7နှစ်အပိုင်ငယ်20ခုကျွန်တော်ရောက်တဲ့ခါမှာလဲဒါဝိမင်းကြီးစီရင်ထားတဲ့အတိုင်းပဲလို့ရေးထားတယ်เนาะအဲ့ဒီမှာသူတို့ဆောင်းတရောခွက်ကွင်းတွေလဲပြန်တီးလာတယ်ဆိုတော့ကျွန်တော်တို့တွေ့နိုင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အရင်တုန်းကကျမ်းစာထဲမှာကျွန်တော်တို့ဖျားကူးကွယ်တဲ့နေရာမှာကျွန်တော်တို့ကားအခုန်ချင်းတွေလည်းမတွေ့ရဘူးเนาะအတင်းတော့တမိုင်းတွေကျွန်တော်ကြည်လာတဲ့ခါမှာအဲ့ဒီနောက်ပိုင်းမှကျွန်တော်တို့ contemporary worship တွေပေါ်လာတဲ့ခါမှာပဲကျွန်တော်ဘာလုပ်လာတယ်လဲကားအခုန်ချင်းတွေအမျိုးမျိုးလဲကျွန်တော်တို့ထွက်ပေါ်လာတာဖြစ်ပါတယ်ဆိုတော့လဲကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်သူတို့တွေကတော့ဘယ်လိုယူလဲဓမ္မဟောင်းကာလမှာလဲကားအခုန်ချင်းရှိတယ်တဲ့မီရီယာနဲ့ပေါ့နော်မီရီယမ်နဲ့မိန်းမအပေါင်းတွေလဲပတ်တာတီးပြီးမှကကြတယ်ပင်လယ်နီကိုသူတို့ဖြတ်သွားတယ်ပင်လယ်နီထဲမှာအီဂျစ်လူတွေပေါ့နော်ဖယားသခင်ကရီရနေပြီးမှပေါ့နော်လွှမ်းမိုးလိုက်တဲ့အချိန်မှာသူတို့ရန်သူတွေရှုံသွားတဲ့ခါမှာသူတို့ဖယားကကယ်မတဲ့ခါမှာသူတို့ဝမ်းမြောက်ပြီးမှအဲ့ဒီပင်လယ်နီနားမှာကခုန်ကြတာနော်တချို့တွေကတော့ဒါဝိမင်းကြီးလဲကခုန်တယ်လို့ပြောတယ်ကခုန်တယ်လေယေရုရှလင်လမ်းတစ်လျှောက်မှာသူတို့တစ်တာထားတဲ့ချိန်မှာကတာဗိမာန်တော်ထဲမှာကရဲဆိုမတွေ့ဘူးနော်အဲ့ဒါကြောင့်ကျွန်တော်ကျမ်းစာကြည့်တဲ့ခါမှာလေခုချိန်မှာဆိုရင်တော့အပြင်မှာထက်ဘယ်မှာကကြပြီလဲဖျားချောင်းထဲမှာအဲ့ဒါကြောင့်ဖျားချောင်းကဘာနဲ့တူလာလဲဆိုရင်တော့ night club နဲ့တူလာတယ်လीနော်အဲ့ဒါကြောင့်ကျွန်တော်တည်ထားဖို့ရန်ဓမ္မဟောင်းမှာလဲကားခုန်တာတွေရှိပါတယ်ဒါပေမဲ့အဲ့ဒါတွေကအပြင်မှာပဲသူတို့ပေါ့နော်ကားခုန်ကြတာဝမ်းမြောက်တဲ့ခါမှာကားခုန်ကြတာဖြစ်တယ်ဆိုတာတွေလဲကျွန်တော်ပြောပြချင်တယ်ဓမ္မတိကျမ်းထဲမှာလဲကားခုန်ခြင်းရှိပါတယ်ဟေရိုဒီတမီကားခုန်ခြင်းကြောင့်ပေါ့နော်ဘယ်သူရဲ့အိုခေါင်းဖြတ်ခြင်းခံလိုက်ရလဲဘက်တဇန်ယောဟန်ရဲ့ခေါင်းဖြတ်ခြင်းလဲခံရတယ်နော်တချို့တွေကတော့ချီမစွမ်းတဲ့လို့ရှင်ပေတရုနဲ့ယောဟန်ကျမ်းမာစီတဲ့ပေါ့နော်တမန်တော်ထွက်ခန်းကြီး3ထဲမှာကခုန်တယ်လို့ယူတဲ့လို့ရှိပါတယ်။ तू ကတတိုင်းတော့အတွင်းမှာပဲခုန်တာ။ तू ကတကားနားမှာထားပြီးမှတောင်းတာလေ။သူတို့မှာတော့ကျွန်တော်တို့ဒီလိုမျိုးဥမာဘိတ်မန်တော်ဆိုပါဆိုတခါတည်းဘိတ်မန်တော်ထဲဝင်တာမဟုတ်သူတို့ကတတိုင်းရှိသေးတဲ့အပြင်မှာကာထားတဲ့ဟာအဲ့ဒီကြားထဲမှာထုံမပေါ့နော်နေရာအလို့အများကြီးရှိတယ်အဲ့ဒီတတိုင်းနဲ့ဘိတ်မန်တော်ကြားထဲမှာကားခုန်တာဖျားဝက်ပြုတ်ကူးကွယ်တဲ့နေရာမှာပေါ့နော်ကအခုန်တာမဟုတ်ဘူးဆိုတာလေးလဲကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကုဆာနာအတိုင်းနော်ကိုချီနတ်တဲ့အတိုင်းကျွန်တော်တို့ကူးကွယ်ခြင်းဟာဆိုတော့မာယွန်တော်ကူးကွယ်ခြင်းဖြစ်ပါတယ်ကပ္ပဥချခန်းကြီးလေးအပိုက်ငယ်1နဲ့7မှာကျွန်တော်ကာယနာအကြောင်းတွေ့ရတယ်လေနော်ကာယနာကသူစိတ်ချက်ကူးကွယ်တယ်လေသူကလေလို့တယ်ဆိုတော့အတီးအနာနဲ့အကောင်းဆုံးကိုဖယားအတွက်ပူဇော်တယ်လေဒါပေမဲ့ဖယားကလက်ခံလားလက်မခံဘူးနော်ဖယားကသူ့ကူးကွယ်ဖို့ရအတွက်ဘောက်တောင်းဆိုတယ်လေရစ်ကောင်ကိုတောင်းဆိုတာရစ်ကောင်နဲ့ပူဇော်မှပဲဖယားကကြိုက်တာဖယားကလက်ခံတာအဲ့ဒါကြောင့်ကာယေနာရဲ့ကူးကွယ်ခြင်းကိုဖယားကလက်မခံဘူးကိုရဲ့ဆန္ဒအတိုင်းကိုကြည်နတ်ဖို့ကိုအားရဖို့ရတဲ့ကျွန်တော်ကူးကွယ်တဲ့အရာဟာဆိုရင်တော့ဖယားလက်မခံတဲ့အရာဖြစ်တယ်ဆိုတော့လေကျွန်တော်ပြောပြချင်တယ်နောက်ပြီးတော့ဘယ်သူရှိသေးတယ်လဲဆိုရင်တော့အာရုံသား2ယောက်တော့အကြီး2ယောက်နာဒက်နဲ့အဘိဟုလဲပေါ့နော်ဖယားမပူဇော်ခိုင်းတဲ့မီးပူဇော်တဲ့ခါမှာကောင်းကင်ကနေမီးချပြီးမှလောင်ကျွမ်းသွားတယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့ဂျေဇုတော်ကာလမှာနေလို့တာဖြစ်တယ်နော်ကျွန်တော်အဲ့ဒီဓမ္မဟောင်းတုန်းကဆိုရင်တော့ဖယားကသူ့
အကြိုက်မကူးကွယ်ဘူးဆိုရင်ဖယားကလည်းမခံဘူးဆိုတာလေကျွန်တော်ပြောပြချင်တယ်နောက်ပြီးတော့ဝိညာဉ်နဲ့တမန်တရားအဖြစ်မကူးကွယ်ခြင်းဟာမမှန်ကန်တော့ကူးကွယ်ခြင်းဖြစ်တယ်ဆိုတာပေါ့နော်ကျွန်တော်ရှီသွားတော့လည်းပမာဏအနေနဲ့ကျွန်တော်ပြောသွားခြင်းပါတယ်ဒါဆိုရင်တော့ကျွန်တော်စစ်မှန်တော့ကူးကွယ်ခြင်းဟာဘယ်လိုကူးကွယ်ခြင်းမျိုးလဲဆိုတာကျွန်တော်၄ချက်လေးပဲကျွန်တော်ဝင်ခါမှာဖြစ်ပါတယ်နံပါတ်1ကတော့စစ်မှန်တော့ကူးကွယ်ခြင်းတွေဝိညာဉ်အဖြစ်ကူးကွယ်ခြင်းဖြစ်တယ်နံပါတ်2စစ်မှန်သောကူးကွယ်ခြင်းသည်တမန်တရားအဖြစ်ကူးကွယ်ခြင်းဖြစ်ပါတယ်နံပါတ်3စစ်မှန်သောကူးကွယ်ခြင်းသည်အသက်တာပြီးအချင်းဖြစ်ကူးကွယ်ခြင်းဖြစ်တယ်နံပါတ်4မှာဆိုတော့စစ်မှန်သောကူးကွယ်ခြင်းသည်နာခံခြင်းဖြစ်တယ်ဆိုရဲအချက်လေးနဲ့ကျွန်တော်ဝင်ခါမှာဖြစ်ပါတယ်ကျွန်တော်နံပါတ်1ချက်ကျွန်တော်တွားရအောင်နံပါတ်1မှာဆိုတော့စစ်မှန်သောကူးကွယ်ခြင်းသည်ဝိညာဉ်အဖြစ်ကူးကွယ်ခြင်းဖြစ်ပါတယ်အဲ့ဒါဝိညာဉ်တော်မဟုတ်နော်အင်္ဂလိပ်လိုမှာဆိုရင်တော့ spirit s ကိုအတီးနဲ့ရေးထားပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့စစ်မှန်သောကူးကွယ်ခြင်းကတော့ကျွန်တော်တို့ရဲ့ဝိညာဉ်အားဖြင့်ကျွန်တော်တို့အတွင်းအားဖြင့်ကျွန်တော်တို့ကူးကွယ်ခြင်းဖြစ်ဖို့လိုအပ်တယ်အဲ့ဒါခရစ်တော်တင်ပေးတဲ့အရာဖြစ်ပါတယ်ဖယားသခင်ကကျွန်တော်တို့လူကိုအပိုင်း၃ပိုင်းနဲ့ဖန်ဆင်းထားတယ်ခန္ဓာစိတ်ဝိညာဉ်ကျွန်တော်ခန္ဓာစိတ်ဝိညာဉ်၃ပါးစလုံးကျွန်တော်တို့ကူးကွယ်ဖို့ရန်လိုအပ်ပါတယ်ကျွန်တော်ခန္ဓာမပိုင်ဖယားကူးကွယ်လို့ရလားမရဘူးလေနော်ခန္ဓာလဲလိုအပ်တယ်စိတ်နှလုံးသားလဲလိုအပ်တယ်ဝိညာဉ်လဲပေါ့နော်ကျွန်တော်ဝိညာဉ်မရှိတော့ကျွန်တော်ဒီကောက်ကိုခန္ဓာလဲစိတ်လဲဘာဖြစ်တယ်လဲမရှိဘူးလေအတီကောင်ဖြစ်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်ခန္ဓာစိတ်ဝိညာဉ်အားဖြင့်ကျွန်တော်တို့ကူးကွယ်ဖို့ရန်အတွက်လိုအပ်ပါတယ်အဲ့ဒါကျွန်တော်အပြင်ပိုင်းအားဖြင့်မဟုတ်ပဲကျွန်တော်ကူးကွယ်ခြင်းဟာအထေးကနေလာဖို့ဖြစ်ပါတယ်ကျွန်တော်ကူးကွယ်ခြင်းနဲ့နှလုံးသားနဲ့ကျွန်တော်တို့ကူးကွယ်ဖို့ရန်အတွက်ပြောတာဖြစ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကူးကွယ်စစ်မှန်သောကူးကွယ်ချင်းမလိုအပ်တာတန်ရှင်တော်ဝိညာဉ်တော်ရဲ့ပေါ့နော်ဦးဆောင်မှုလိုအပ်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်တို့ကိုအမဲတမ်းတုံတင်ပေးတယ်လေဘယ်လိုဆုတောင်းရမလဲဘယ်လိုကူးကွယ်ရမလဲဘယ်လိုအသက်ရှင်ရမလဲဆိုတော့ကျွန်တော်တန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့ကိုဖော်ပြတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့နေရာတိုင်းမှာကူးကွယ်လို့ရတာဘာဖြစ်လို့လဲကျွန်တော်အထဲမှာတန်ရှင်တော်ဝိညာဉ်တော်ဖျားကျင့်ဝတ်လို့ဖြစ်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်ကဗိမာန်တော်ဖြစ်တယ်နော်အရင်တုန်းကတော့လူဆောက်တဲ့ဗိမာန်တော်မှာဖျားကျင့်ဝတ်တာခုကတော့လူဆောက်တဲ့ဗိမာန်တော်မှာဖျားမကျင့်ဝတ်တော်ဘူးနော်သူကိုယ်တိုင်တီဆောက်တဲ့ဗိမာန်တော်မှာပဲဖျားကျင့်ဝတ်တာဖြစ်တယ်ကျွန်တော်ကိုယ်ခန္ဓာထဲမှာကျွန်တော်ထဲမှာတန်ရှင်တော်ဝိညာဉ်တော်ကျင့်ဝတ်တာဖြစ်ပါတယ်အဲ့ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ဦးဆောင်မှုအတိုင်းပဲကျွန်တော်တို့ကိုးကွယ်ဖို့လိုအပ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုတော့အပြင်ပိုင်းထက်အတွင်းစိတ်ဝိညာဉ်အားဖြင့်ကျွန်တော်တို့ကိုးကွယ်ဖို့လိုအပ်တာဖြစ်ပါတယ်ကျွန်တော်လူတွေတော်တော်များများကျွန်တော်ဖျားကိုးကွယ်ခြင်းကတော့အတွင်းစိတ်နှလုံးသားထဲကနေလားဒါမှမဟုတ်ရင်ကျွန်တော်တို့အပြင်ပန်းတရာနဲ့လားဆိုရင်တော့အပြင်ပန်းပဲကျွန်တော်တို့ကိုးကွယ်ကြတာဖြစ်ပါတယ်ဒီနေ့မှလည်းကိုးကွယ်ခြင်းမှာအယံပျော်တယ်လို့ပဲကျွန်တော်နေကြတယ်နော်ဒါပေမဲ့အင်္ဂါနေမလာခြင်းပဲနဲ့မကိုးကွယ်ခြင်းပဲနဲ့လာတဲ့လို့လည်းရှိနိုင်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်ကိုဟန်ဆောင်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဖျားရှိမှာတော့ကျွန်တော်တို့ဟန်ဆောင်လို့မရဘူးနှလုံးသားမှကျွန်တော်တို့ကိုးကွယ်ဖို့ရန်ဖြစ်ပါတယ်တနည်းအားဖြင့်ဝိညာဉ်သဘောနဲ့ကျွန်တော်ကိုးကွယ်ဖို့ရန်ဖြစ်ပါတယ်ကျွန်တော်ကဇာတိသဘောအားဖြင့်ပဲကျွန်တော်ဇာတိသဘောပဲကျွန်တော်အားတန်တဲ့ခါမှာကျွန်တော်အကြိုက်ဇာတိသဘောဆိုတာကိုယ်အကြိုက်ပဲကျွန်တော်တို့ကိုးကွယ်ကြတယ်မဟုတ်ဘူးကျွန်တော်ဖျားခိုင်းတယ်လို့ပဲကျွန်တော်တို့ကိုးကွယ်ဖို့ရန်ဖြစ်ပါတယ်ခရစ်တော်တင်ပေးတာဖြစ်ပါတယ်အရင်တုန်းကတော့ဘယ်လိုဖျားကိုကိုးကွယ်တယ်လဲအဲ့ဒီတုန်းကတော့ကိုးကွယ်တယ်လို့မသုံးဘူးနော်အရင်တုန်းကတော့ယစ်ပူဇော်တယ်ယစ်ပူဇော်ခြင်းအပြင်သူတို့ကဘောနော်ဖယားခင်စီမှာယစ်ပူဇော်တယ်ဒါပေမဲ့ခုမှဆိုရင်တော့ကျွန်တော်တို့ဝတ်ပြုတ်ကိုးကွယ်ခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်စစ်မှန်သောကိုးကွယ်ခြင်းကတော့ကျွန်တော်ဝိညာဉ်အားဖြင့်ကျွန်တော်တို့ကိုးကွယ်ခြင်းဖြစ်ပါတယ်ဖိလိပ္ပိဩဝါဒစာခန်းကြီး3အပိုက်ငယ်3မှာငါတို့သည်စိတ်ဝိညာဉ်အားဖြင့်ဖယားသခင်ကိုကိုးကွယ်၍ဇာတိ၌ကိုးစားခြင်းမရှိပဲနော်ဇာတိမကိုးစားပဲနဲ့ကျွန်တော်ရဲ့အစွမ်းအစားတွေမကိုးစားပဲနဲ့ကျွန်တော်တို့စိတ်ဝိညာဉ်အားဖြင့်ကျွန်တော်တို့ဖယားကိုကိုးကွယ်ဖို့ဖြစ်ပါတယ်ကျွန်တော်တို့ဇာတိကိုကိုးစားတယ်ဆိုတော့ကျွန်တော်တို့ music တွေတီးမှားတယ်ဆိုရင်လည်းကျွန်တော်ဘာဖြစ်မလဲ feel မှာနော်ခံစားမှာနော်ဒီနေ့ဖျားချောင်းတက်တာတော့မပျော်ဘူး music တီးတဲ့လူကလည်းမတော်ဘူးမှားတယ်တချင်းဦးဆိုတာလည်းမှားတယ်အဲ့ဒီအရာပေါ်မှာပဲကျွန်တော်တို့
ကျွန်တော်တို့ကဘာဖြစ်မလဲဆိုရင်တော့အဲ့ဒီအကြောင်းအရာတွေလည်းပြောမှာဖြစ်ပါတယ်နော်ဒါပေမဲ့အဲ့ဒီအရာတွေကကျွန်တော်တို့အဓိကမဟုတ်ဘူးကျွန်တော်တို့အတွင်းနှလုံးသားကနေကျွန်တော်ချီးမွမ်းဖို့လိုအပ်တယ်ဆိုတာလည်းနံပါတ်1အနေနဲ့ကျွန်တော်ပြောပြချင်ပါတယ်အဲ့ဒါစစ်မှန်သောကိုးကွယ်ခြင်းဖြစ်ပါတယ်အဲ့ဒါအကြောင်းဘယ်လိုပဲကိုးကွယ်ကျွန်တော်တို့အရင်တော့ဆိုရင်တော့ကျွန်တော်ချင်းတောင်ပါဆိုရင်တော့ဗောနော် music မရှိရင်လည်းကိုးကွယ်နိုင်တယ်နော်ဂီတာတောင်မရှိဘူးလေမဝယ်နိုင်ဘူးလေဂီတာကျိုးပြက်ရင်တောင်မှမဝယ်နိုင်ဘူးနော်အဲ့ဒါကြောင့်ကျွန်တော်ငယ်ငယ်တုန်းကအတင်းတော်မှာပေါ့နော်လူကြီးတွေကကလေးတွေဂီတာမထီးကြနဲ့နော်မကင်ကြနဲ့နော်မတီးကြနဲ့နော်အမေတော့မှာတာဘာဖြစ်လဲကျိုးတစ်ချောင်းလေးပြက်သွားပြီဆိုရင်ကလေးမျိုးမှာဝယ်ဖို့လူတယ်လေအဲ့လောက်ထိလေအဲ့ဒါနဲ့ကျွန်တော်လက်ခုပ်တီးပြီးပဲချီးမွမ်းနိုင်တာခုကတော့ music machine ကျွန်တော်ဘယ်လိုနေတယ်လဲမချီးမွမ်းနိုင်တာမကူးကွယ်နိုင်တယ်လို့မျိုးခံစားတော့အဲ့ဒါကျွန်တော်မှားယွန်းတော့ကူးကွယ်ခြင်းကျွန်တော် music ကူးကွယ်တာနော်ကျွန်တော် music ကူးကွယ်တယ်လို့ပြောရင်တော့သူတို့လက်ခံမှာမဟုတ်ဒါပေမဲ့အမှန်လေး music ကူးကွယ်တယ်လေ music မရှိမကူးကွယ်နိုင်တာက music ကူးကွယ်လို့လေအဲ့ဒါကြောင့်ပဲလို့ပဲဖြစ် music ရှိတယ်ဖြစ်စီမရှိတယ်ဖြစ်စီကျွန်တော်ကတော့ဘာလို့ဖွလို့တယ်လဲကူးကွယ်တတ်ဖို့ကူးကွယ်နိုင်ဖို့လဲလိုအပ်တယ်ဆိုတာလဲကျွန်တော်ပြောပြချင်ပါတယ် music မလိုအပ်ဘူးဆိုတာမဆိုလိုပါဘူးတချို့တွေကတော့ music မကောင်းဘူးဆိုရင်အားမရတော့ဘူးမဖျောက်မကူးကွယ်ချင်တော့ဘူးအဲ့ဒါမျိုးတွေကျွန်တော်တို့မဟုတ်ရဘူးဆိုတာကျွန်တော်ပြောပြချင်တာဖြစ်တယ်နံပါတ်2မှာစစ်မှန်သောကူးကွယ်ခြင်းတွေတမန်တရားအားဖြင့်ကူးကွယ်ခြင်းဖြစ်တယ်ခုနကျွန်တော်ဖတ်သွားတဲ့ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီးလေးအပိုင်းငယ်24မှာဖယားသခင်သည်ဝိညာဉ်ဖြစ်တော်မူ၏ဖယားသခင်ကိုကိုးကွယ်တော်သူတို့သည်ဝိညာဉ်နှင့်၎င်းတစ္ဆာနှင့်၎င်းကိုးကွယ်ရမည်ဟုမိန့်တော်မူ၏ကျွန်တော်တို့တမန်တရားအားဖြင့်ကိုးကွယ်ဖို့လိုအပ်ပါတယ်နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ကိုးကွယ်ဖို့လိုအပ်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကိုးကွယ်ခြင်းဟာဖယားရဲ့နှုတ်ကပတ်တော်ပေါ်မှာအခြေခံဖို့လိုအပ်ပါတယ်နှုတ်ကပတ်တော်ကကျွန်တော်ဘယ်လိုပြောတယ်လဲဘုရားကကျွန်တော်ဘယ်လိုကိုးကွယ်ခိုင်းတယ်လဲဆိုတော့ကျွန်တော်သိဖို့လိုအပ်ပါတယ်ကျွန်တော်ဘုရားနှစ်သက်တယ်လို့ခိုင်းတယ်လို့ကျွန်တော်တို့ကိုးကွယ်ဖို့လိုအပ်တာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်နှုတ်အားဖြင့်ပဲမဟုတ်ဘဲနဲ့ကျွန်တော်တို့အသက်တာအားဖြင့်ကျွန်တော်တို့ကိုးကွယ်ဖို့လိုအပ်ပါတယ်နောက်ပြီးတော့ဟန်ဆောင်တော့ကိုးကွယ်ခြင်းကိုလည်းဘုရားသခင်ကမနှစ်သက်ဘူးဆိုတဲ့အရာလေးလည်းကျွန်တော်ပြောပြချင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်စစ်မှန်တော့ကိုးကွယ်ခြင်းဟာဆိုရင်တော့တမာတရားအတိုင်းကိုးကွယ်ခြင်းဖြစ်ပါတယ်ဆိုတာလေးလည်းကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်တမာတရားကဘယ်လိုကိုးကွယ်ဖို့ကျွန်တော်တုံ့တင်ပေးတယ်လဲတမာတရားနဲ့ကျွန်တော်ကိုးကွယ်ခြင်းဟာတမာတရားနဲ့ကိုက်ညီမှုရှိသလားမရှိဘူးလားဆိုတာကျွန်တော်တို့စမ်းစစ်ဖို့လိုအပ်တာဖြစ်ပါတယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး7ပိုင်းငယ်7မှာကိုရောဤတမာတရားအဖင်သူတို့ကိုတန့်ရှင်းစီတော်မူပါကိုရောဤနှုတ်ကပတ်တော်သည်တမာတရားဖြစ်ပါ၏လို့ပြောတယ်နော်အဲ့ဒါကြောင့်အရင်တုန်းကအဆိုရင်တော့ဓမ္မဟောင်းကာလမှာဖယားကိုကူးကွယ်တဲ့ခါမှာသူတို့ဘယ်လိုကူးကွယ်ကြတယ်လဲနေဟမိအနာဂတ်တိကျခန်းကြီးရှစ်ထဲမှာကျွန်တော်တိကနေဖတ်တဲ့ခါမှာသူတို့ကနားလေနိုင်တော့သူကအစလို့ပြောတယ်နော်ဣတိလလူမျိုးတွေနားလေနိုင်တဲ့လူတွေကအစတနည်းအားဖြင့်ခလေးတွေလည်းပါမှာပဲလေနော်နားလေနိုင်တဲ့လူတွေမနဲ့မူလင်းကနေပြီးမှနိခင်းတိုင်အောင်ဣဇရာကနေပြီးမှဒီတမန်ကျမ်းစာကိုဖတ်တယ်နော်အဲ့ဒါကိုသူတို့ဘာလုပ်တယ်လဲနားထောင်တယ်ကျွန်တော်တို့ကတော့ကျမ်းစာတင်ကြားခြင်းဆုတောင်းခြင်းတရားဟောခြင်းကိုကျွန်တော်ကိုးကွယ်ခြင်းလို့မတတ်မှတ်ဘူးနော်အမှန်တိုင်းကတခြင်းဆူရာတွေထက်ကိုးကွယ်ခြင်းကဆုတောင်းခြင်းတမန်ကျမ်းစာတင်ကြားခြင်းနာခံခြင်းဟာစစ်မှန်သောကိုးကွယ်ခြင်းဖြစ်တယ်ဆိုတာလေဒီမှာရှိတဲ့ယုံကြည်သူတွေကိုကျွန်တော်နားလေသဘောပေါက်စီလိုပါတယ်အဲ့ဒါကြောင့်ကျွန်တော်အဓိကတမန်တရားထားပြီးမှကျွန်တော်ဖယားကိုကိုးကွယ်ဖို့လွတ်ပါတယ်အဲ့ဒါကြောင့်အဲ့ဒီလူမျိုးကိုးကွယ်မှာပဲဖယားကလက်ခံမယ်ဖယားလည်းဝမ်းမြောက်မယ်ဆိုတာတွေလည်းကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်ဝမ်းမြောက်ဖို့ထက်ပဲသူဝမ်းမြောက်ဖို့လိုအပ်တယ်လေဖယားဝမ်းမြောက်ဖို့လိုအပ်တယ်လေကိုကဖယားကိုကိုးကွယ်တာကျွန်တော်ကဘာနဲ့တူတယ်လဲဆိုရင်တခါတော့ကပေါ့နော်ရွာတရွာမှာအမျိုးသမီးတယောက်ရှိတယ်သူ့မှာသားတယောက်ရှိတော့သားအရန်ဆူးတယ်ဆူးတဲ့ခါမှာကျောင်းတွေမှာလဲတခြားလူတွေနဲ့အမဲတိုင်းရံဖြစ်တဲ့ခါမှာကျောင်းအုပ်ဆရာကြီးကကျောင်းထုတ်လိုက်တယ်ကျောင်းထုတ်လိုက်တဲ့ခါမှာသူ့အမိကကျောင်းအုပ်ဆရာကြီးစီမှာတောင်းပန်ဖို့ရန်အတွက်သူကအရက်ပလင်းပေါ့နော်တပလင်းဝယ်လာပြီးမှသွားတယ်အရင်တော့ဆိုရင်တော့ဆရာကြီးတွေအများစုဆိုရင်တော့ကျောင်းဆရာကြီးတွေကအရက်တအားချိုက်တယ်လေနော်အဲ့ဒီတုန်းကတော့အရက်ဈေးအကြီးဆုံးအရက်ပလင်းနဲ့သူ့အိမ်မှာသွားပြီးမှသွားတောင်းပန်ဖို့ရန်သွားတယ်အဲ့ဒီချိန်မှာအဲ့ဒီကျောင်းအုပ်ဆရာကြီးက
အရက်တောက်တတ်တလားမတောက်တတ်ဘူးလားဆိုရင်သူ့အမိကမစင်စားဘူးဖြစ်ချင်တော့သူ့အမိကအရက်တပလင်းနဲ့ပေါ့နော်တွားလေတဲ့ဆိုကြည်တတ်ပြီးမှငါတောက်ပြန်လက်ခံမယ်လို့သူကယုံကြည်တာတွားလေတဲ့ခါမှာအဲ့ဖြစ်ချင်တော့အဲ့ဒီကြောင်ဥဆရာကြီးကအရက်မတောက်တတ်တဲ့ကြောင်ဥဆရာကြီးဖြစ်တယ်အရက်ပလင်းနဲ့တွားလေတဲ့ခါမှာငါ့ကိုအရက်သမားများထင်တလားဆိုပြီးမှကြောင်ဥဆရာကြီးကသူ့ဆဲလိုက်တယ်လို့ပြောတယ်နော်ပြောချင်တာကအဲ့ဒီအမျိုးသမီးကကြောင်ဥဆရာကြီးစီမှာတွားလေတဲ့ခါမှာဘယ်လိုတွားလေတင်တယ်လဲလက်ဆောင်ယူလာတဲ့ခါမှာလဲသူကြိုက်တဲ့အရာအားဖြင့်ဒါပေမဲ့အဲ့ဒီအမျိုးသမီးကသူ့အကြိုက်အားဖြင့်သူအထင်အားဖြင့်တွားလေတဲ့ခါမှာတော့သူ့သားကိုပြန်လက်ခံမဲ့အစားလက်မခံဘူးနော်မအောင်မြင်ဘဲနဲ့ပြန်လာတယ်နော်အဲ့ဒါနဲ့ကျွန်တော်တို့တူတယ်နော်ကျွန်တော်လည်းဖျားကိုကွယ်တဲ့ခါမှာကိုချီနဲ့ผู้ရန်အတွက်ကျွန်တော်တို့ကူးကွယ်တယ်ဆိုရင်အဲ့ဒါမာယွန်းတော့ကူးကွယ်ခြင်းလည်းဖြစ်တယ်ဆိုတာလည်းကျွန်တော်ပြောပြခြင်းတယ်ကျွန်တော်အများစုကတော့ဖျားပါနဲ့ကူးကွယ်ကြတယ်လေစိတ်နှလုံးအားဖြင့်ကူးကွယ်သလားအသက်တာအားဖြင့်ကူးကွယ်သလားမကူးကွယ်ဘူးနော်ကျွန်တော်ပါစကားပဲကူးကွယ်တာကျွန်တော်ပါစကားတော့ဖျားကိုချီးမွမ်းတယ်လားချီးမွမ်းတယ်ဒါပေမဲ့အသက်တာအားဖြင့်ချီးမွမ်းတယ်လားမချီးမွမ်းဘူးနော်အသက်တာအဖြစ်ချီးမွမ်းနေဆိုကျွန်တော်တို့တန့်ရှင်းစွာဖယားအတွက်အသုံးပြုမိပါဖယားအသက်ရှင်စီတယ်လို့ကျွန်တော်အသက်ရှင်ခြင်းဟာဆိုနော်အသက်တာအဖြစ်ဖယားကိုချီးမွမ်းခြင်းဖြစ်တယ်ဆိုတာလေးလည်းကျွန်တော်ပြောပြချင်တယ်အဲဒါကြောင့်ခရစ်တော်ကိုယ်တိုင်ကရှင်မာသက်ခရစ်ဝင်ကျခန်းကြီး15အပိုင်ငယ်9နဲ့ရှိမှာဤလိုမျိုးသည်နှုတ်နဲ့ငါထံသို့ချင်းကပ်၍တဲ့နှုတ်ခါနဲ့ငါအကိုယူတည်ကြ၏တဲ့ကျွန်တော်ကားစားခုခရစ်ယာန်တွေလိုပဲနော်အရင်တုန်းကလည်းအဲ့ခရစ်တော်ခေတ္တကယူဒလိုမျိုးတွေကတဲ့ဤလိုမျိုးတွေတဲ့နှုတ်နဲ့ငါထံတို့ချင်းကပ်၍နှုတ်ခါနဲ့ငါအကိုယူတည်ကြကျွန်တော်ပစာနေတော့ဖယားသခင်ထံမှာကျွန်တော်ချင်းကပ်ကြရအောင်လို့ပြောပြီးမဲ့လေကိုယ်တိုင်မချင်းကပ်တာလည်းဖြစ်နိုင်လားဖြစ်နိုင်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်ပတ်ဆက်ပဲမဟုတ်ဘူးနောက်ပြီးတော့ဒီမှာဘာထပ်ပြောတယ်လဲစိတ်နှလုံးမူကားငါနဲ့ဝေးလာ၏တဲ့ကျွန်တော်ဖယားကိုချီးမွမ်းနေတယ်ကိုးကွယ်နေတယ်ဒါမဲ့ကျွန်တော်စိတ်နှလုံးသားတော့တခြားနေရာလဲရောက်သွားတတ်တယ်စိတ်နှလုံးကတော့ဖယားနဲ့ဝေးတာလည်းဖြစ်နိုင်ပါတယ်အဲ့ဒါဖယားမကြိုက်တဲ့အရာဖြစ်ပါတယ်နောက်ပြီးတော့လူရုစီရင်တော့ပြည့်ညတ်တို့ကိုတုန်တင်၍နေဥပရိတပြီးလျက်ပင်ငါအကိုအချင်းနေကိုးကွယ်ကြ၏တဲ့လူရုရဲ့စီရင်တဲ့ပြည့်ညတ်တွေကိုတုန်တင်ပြီးမှနေဥပရိတတွေကိုပြီးလျက်ပင်တဲ့ငါကိုအချီးနေကူးကွယ်ကြ၏တဲ့အဲ့လိုမျိုးကူးကွယ်ရမယ်အဲ့လိုမျိုးတုံတင်ပေးတော်ညာလဲသူတို့ကတော့အချီးနေပဲကူးကွယ်ကြတယ်ကျွန်တော်တို့နဲ့တူတယ်နော်ကျွန်တော်လည်းဖယားကြိုက်နေတဲ့ကူးကွယ်ခြင်းဟာဘောနော်ဝိညာဉ်နဲ့၎င်းတမာတရားနဲ့၎င်းကူးကွယ်ရမယ်ဆိုတာသိပြီးမဲ့လေကျွန်တော်သိပြီးမှကျွန်တော်ကူးကွယ်တဲ့ခါမှာဘယ်လိုကူးကွယ်တယ်လဲကျွန်တော်တို့အကြိုက်ပဲကူးကွယ်လာတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကူးကွယ်တဲ့ခါမှာလဲကျွန်တော်တို့တမာတရားအဖြစ်နှုတ်ကပတ်တော်တမာတရားနဲ့အငင်းကျွန်တော်တို့ကူးကွယ်ဖို့ရန်အတွက်အလိုအပ်တယ်ဆိုတာလေးလဲကျွန်တော်ပြောပြချင်တာဖြစ်ပါအဲ့ဒါကြောင့်ကျွန်တော်ကူးကွယ်ခြင်းမှာအဓိကတော့ဖယားဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ဘယ်လိုကူးကွယ်ရမလဲဆိုတော့တမာတရားအဖြစ်ကျွန်တော်တို့ကူးကွယ်ဖို့ရန်ဖြစ်ပါတယ်အဲ့ဒါကြောင့်ကူးကွယ်ခြင်းမှာဆိုတော့အများအဓိကအဖြစ်ကျွန်တော်ဖယားရဲ့စကားကိုနာခံဖို့ရန်အတွက်ဂျာနာဖို့ရန်အတွက်ကျွန်တော်တို့လာခြင်းဖြစ်ပါတယ်ဆိုတာလေးလည်းကျွန်တော်ပြောပြချင်တယ်နံပါတ်3ကျွန်တော်သွားမယ်ဆိုရင်စစ်မှန်သောကူးကွယ်ခြင်းတွေအသက်တာကိုပြီးအချင်းဖြစ်ပါတယ်တနည်းအားဖြင့်အသက်တာစက်ကအနှံ့ခြင်းဖြစ်ပါတယ်ကူးကွယ်ခြင်းဆိုတာကျွန်တော်ပတ်သက်ပဲစကားအရာပဲကျွန်တော်အနှံ့ခြင်းမဟုတ်ဘဲနဲ့ကျွန်တော်တို့အသက်တာတစ်ခုလုံးကိုကျွန်တော်ဖယားသခင်စီမှာစက်ကအနှံ့ခြင်းဖြစ်တယ်အဲ့ဒါတော့ယောမဩဝါဒစာခန်းကြီး7အပိုင်ငယ်1မှာကျွန်တော်တွေ့နိုင်တယ်အဲ့ဒီမှာဘယ်လိုရေးပြီးတယ်လဲဆိုရင်တို့ဖြစ်၍တဲ့ညီကိုတို့ဖယားသခင်ဤကယုနာတော်အဖင်တင်တို့အားငါတိုက်တွန်းနှိုးဆော်လူဒီမှာရှင်ဘောလူကငါတိုက်တွန်းနှိုးဆော်လူဒီမှာတဲ့တင်တို့ဤကုခန္ဓာကိုတဲ့နော်ဖယားသခင်နှစ်သက်တော်မူသည့်တန့်ရှင်း၍ဖယားသခင်နှစ်သက်တာကုခန္ဓာတန့်ရှင်းခြင်းဖြစ်တယ်နော်နောက်ပြီးတော့တန့်ရှင်း၍အသက်ရှင်သောရစ်အဖြစ်ပူဇော်ကြလောဤဒီကတင်တို့ပြုအပ်သောဝိညာဉ်ရေးဆံရဝတ်ပြုခြင်းဖြစ်၏တဲ့နော်မြမစာမီမှာယူရတာမှာမဟုတ်နော်ကျွန်တော်မြမစာမီထဲကကျွန်တော်ဖတ်တာဖြစ်ပါတယ်အင်္ဂလိပ်မှာလည်း worship လို့သုံးထားတယ်နော်ဤဒီကတင်တို့ပြုအပ်သောဝိညာဉ်ရေးဆံရဝတ်ပြုခြင်းဖြစ်၏အဲ့ဒါကြောင့်စစ်မှန်သောဝတ်ပြုခြင်းကတော့အသက်တာကိုတန်ရှင်းစွာအသက်ရှင်လျက်နဲ့ဖယားခင်စီမှာကျွန်တော်တို့အနှံ့ခြင်းဖြစ်ပါတယ်ဆိုတာဒီလေကျွန်တော်ပြောပြခြင်းပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကိုခန္ဓာအချင်း
ဘာနာအရေးအချင်းများကိုဖယားခင်အတွက်ကျွန်တော်အသုံးပြုခြင်းဟာဆိုရင်တော့စစ်မှန်သောကိုးကွယ်ခြင်းဖြစ်ပါတယ်တချို့တွေကတော့ဘာလို့ဖို့ဖယားကိုးကွယ်တယ်လဲအထူငွေထဲဖို့ဒီပတ်တော့ငါlúcအခါရပြီဆိုတော့ဆယ်ဖို့တဖိုးလေးထဲဖို့လို့အဲ့ဒါကြောင့်ဖယားကြောင့်သွားလိုက်မယ်ဆိုပြီးမှတချို့တွေကတော့လာတယ်နော်ပြောချင်တာကကျွန်တော်တို့ဘာနာထဲဖို့ပဲကျွန်တော်တို့အလှူပြီးဖို့ထဲဖို့ပဲကျွန်တော်လာဖို့မဟုတ်ပါဘူးကျွန်တော်တို့ဖယားရဲ့နှုတ်ကပတ်တော်တမန်တရားကြားနာဖို့ရန်အတွက်နဲ့ကျွန်တော်နေ့စဉ်အသက်တာမှာလဲကျွန်တော်တို့အသက်တာတစ်ခုလုံးဖယားအတွက်ကျွန်တော်အနှံဖို့ဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်အသက်တာတန်ရှင်းစွာကျွန်တော်တို့အသက်ရှင်ခြင်းဟာဆိုရင်တော့စစ်မှန်သောဝတ်ပြုကိုးကွယ်ခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကအဲ့လိုမျိုးအတူတကွအဆူယုံပင်ပါမယ်ကျွန်တော်ကိုးကွယ်ချင်းလို့ခံရတာမဟုတ်ပါဘူးကျွန်တော်ခန္ဓာကိုယ်တန်ရှင်းစွာဖယားအတွက်ကျွန်တော်စက်ကတဲ့အရာဟာလဲကျွန်တော်တို့ဝိညာဉ်ပိုင်းကိုးကွယ်ခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အသက်တာမှာလဲကျွန်တော်တို့ကိုးကွယ်တဖို့ရန်အတွက်လဲလိုအပ်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်အလုံးမာတော်၎င်းအတင်းတော်မာတော်၎င်းကျောင်းတက်တဲ့လူတွေလဲကျောင်းမာတော်၎င်းဖယားဘုံတော်ထင်ရှားစီဖို့ရန်ကျွန်တော်တန့်ရှင်းစွာအသက်ရှင်ခြင်းအပြင်ကျွန်တော်ဖယားသခင်စီမှာကျွန်တော်ခန္ဓာစိတ်ဝိညာဉ်ကိုကျွန်တော်စက္ကတ်အနှံကြရအောင်အဲ့ဒါစစ်မှန်သောကိုးကွယ်ခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ခုနကျွန်တော်ဖတ်သွားတယ်ဖတ်ပြီးသွားတယ်နော်အင်္ဂလိပ်လိုမှာလည်းအဲ့ဒီကြားတဲ့ဟေရှာယမှာတော့ကျွန်တော်မဖတ်တော့ဘူးကျွန်တော်တစ်ချက်လေးဖတ်ချင်တာတော့အာမုတ်အနာဂတ်တိကျမ်းအခန်းကြီး9အပိုင်ငယ်20ကနေပြီးမှ24ထိကိုကျွန်တော်ဖတ်ချင်တယ်တင်တို့ဆောင်တော်ပွဲတို့ကိုငါမုံ၏တဲ့ဖယားကဣတိလလိုမျိုးတွေပွဲလုခိုင်းတာနော်ဒါမဲ့လုပြန်တဲ့ခါကျတော့ဖယားပါပြောတယ်လေတင်တို့ပွဲတွေကိုလည်းငါမုံတယ်လို့ပြောတယ်နော်ဘာဖြစ်လို့မုံတယ်လဲဆိုတာပေါ့နော်ကျွန်တော်ကြည့်ရအောင်ဆက်စုပ်ယွန်ရှာဤတဲ့ဆက်လက်ဆက်စုပ်တဲ့ယွန်ရှာတဲ့ချိုးချန်စွာကျင့်တော်နိယတု၌ငါမမွေ့လျော်မီးရှုရာယနေ့ဘောဇင်ပူဇော်တကာတို့ကိုဆက်ကတ်တော်လဲငါလက်မခံဘူးတဲ့အဲ့လိုမျိုးပူဇော်တကာလဲဖယားကတောင်းတာနော်ဆက်ကတ်ပြန်တော့လဲဖယားကလက်မခံဘူးတဲ့စူဝတော်တရိစ္ဆာန်တို့ကိုမိတ္တဟာယယီပူဇော်တော်လဲငါဒီပမာဏမပြုဆိုတာဘာလက်မခံဘူးဆိုတဲ့အရာဖြစ်ပါတယ်တင်းတို့တချင်းစူတန်ကိုဖယ်ရှားကြလို့တဲ့ဖယားကနာငီးတယ်နော်ကျွန်တော်အသက်တာမတန်ရှင်းပဲနဲ့အသက်တာတကယ်ပဲအသက်ဘောနော်မမှန်ကန်ပဲနဲ့ဖယားကိုချီးမွမ်းနေတာလဲဖယားကကျွန်တော်ချီးမွမ်းခြင်းလဲယွန်ရှာတယ်ဆိုတော့လဲကျွန်တော်ပြောပြခြင်းအဲ့ဒါကြောင့်ကျွန်တော်ဖယားကိုချီးမွမ်းချင်းကျွန်တော်ပြုလုပ်တဲ့ခါမှာလဲဝက်ပြုတ်ကိုကွယ်ချင်းလာတဲ့ခါမှာလဲကျွန်တော်အပစ်တွေကိုလဲကျွန်တော်ဝန်ချတောင်းပန်ပေးမှာပဲကျွန်တော်တို့ဖယားကိုလဲကိုကွယ်ဖို့ဖြစ်ပါတယ်နောက်ပြီးတော့တယောထူးတန်ကိုငါနာငီးလာအဲ့တဲ့ music တန်လဲနာငီးတယ်နော်ဖယားကကျွန်တော်အတွက်နဝင်တာချူတာနော်ဖယားကတော့နာငီးတယ်နော်ကျွန်တော်အသက်တာမမှန်ကန်ပဲနဲ့သူ့ကိုကွယ်တယ်ဆိုရင်တရားသဖြင့်စီရင်ချင်းကိုရည်ကဲ့သို့၎င်းဖြောင့်မချင်းကိုမပြည့်စည်တော်မိရည်ကဲ့သို့၎င်းစီးစီကြလောပြောချင်တာကတရားသဖြင့်စီရင်ကြပါတဲ့နော်နောက်ပြီးတော့ဖြောင့်မစွာနေထိုင်ကြပါအသက်ရှင်ကြပါဆိုတော့ဖယားကတောင်းဆိုတဲ့အရာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အသက်တာမှာကြိုက်တယ်လို့အသက်ရှင်ပြီးမှကျွန်တော်ဖယားခင်ကိုကိုးကွယ်တာအဲ့ဒီကိုးကွယ်ခြင်းကိုဖယားကလည်းမခံဘူးစစ်မှန်သောကိုးကွယ်ခြင်းကတော့ကျွန်တော်တို့အသက်တာဖယားခင်အတွက်တန်ရှင်းစွာစက္ကအနှံ့ခြင်းဟာစစ်မှန်သောကိုးကွယ်ခြင်းဖြစ်တယ်ကျွန်တော်အချင်းလေးပြီးအချင်းဘာနာအစွမ်းအရေးချင်းနေပေါ့နော်ကျွန်တော်ဖယားအတွက်ကျွန်တော်တို့စိတ်နှလုံးအကျွမ်းမဲနဲ့ကျွန်တော်တို့အသက်တာစက္ကအနှံ့ခြင်းဟာရှင်တော့စစ်မှန်သောကိုးကွယ်ခြင်းဖြစ်ပါတယ်နောက်ဆုံးအနေနဲ့စစ်မှန်သောကိုးကွယ်ခြင်းဒီနာခံခြင်းဖြစ်၏နာခံခြင်းဖြစ်တယ်ကျွန်တော်တည်ထားဖို့ရန်အတွက်ကျွန်တော်တို့ဖယားရဲ့စကားကိုနားမထောင်ဘဲနဲ့သူ့ကိုကိုးကွယ်နေတာလဲဖယားနားမငြောင်းဘူးနော်ကျွန်တော်ဆူတောင်းနေတာလဲကျွန်တော်အပစ်တို့ရှယ်လုံးနေလျက်နဲ့ဖယားထင်မှာဆူတောင်းရင်လဲဖယားကနားမငြောင်းဘူးနော်ဟေရှာယအနာဂတ်ကျမ်းခန်းကြီး59မှာကျွန်တော်တွေ့ရတယ်လေနော်ကျွန်တော်ကိုငေပွင့်အတွက်လက်တူတာမဟုတ်ဘူးတဲ့ကျွန်တော်ခေါ်တဲ့အရာတွေဆူတောင်းတဲ့အရာမကြားနိုင်အောင်နားတော့ထိုင်းနေမဟုတ်လို့ပြောတယ်နော်နားမကြားတာမဟုတ်ဘူးကျွန်တော်အပစ်ကြောင့်တို့စီအပစ်ကြောင့်ဖယားနဲ့ကင်းကွာစီတယ်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ကိုးကွယ်ခြင်းဟာလဲဖယားလည်းမခံတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့အသက်တာမှာနာခံခြင်းမရှိလို့ဖြစ်တယ်တိယခန်းကြီး15အပိုင်ငယ်20နှစ်မှာရှမွေလကလည်းထာဝရဘုရားအမိန့်တော်ကိုနားထောင်ခြင်း၌အာရတော်မူတကယ်သူတဲ့ဖယားသခင်ကရှောလူရှင်ဘရင်စီမှာဘာလို့ခိုင်းတယ်လဲအာမလက်လူမျိုးတွေရှင်ဘရင်ကအကုန်လုံးတတ်ခိုင်းတယ်
ဒါမဲ့မတတ်ဘူးသူ့လူတွေကဖျောက်ရစ်ပူဇော်ဖူးရန်အတွက်ဘောနော်အကောင်းဆုံးတရိษံတွေကိုယူဆောင်လာကြတယ်အဲ့ဒီခါမှာဖယားဝမ်းမြောက်သလားမဝမ်းမြောက်ဘူးနော်ဖယားကတော့အဲ့ဒီရစ်ပူဇော်ခြင်းထက်ဒီမှာပါတွေ့ရတယ်လဲဆိုရင်တော့အမိန့်တော်ကိုနားထောင်ခြင်းဟာပို့ပြီးမှအားရတယ်တဲ့အဲ့ဒါကြောင့်ကျွန်တော်ပါဆက်ကနေပြီးမှဖယားချီးမွမ်းခြင်းတဲ့ဖယားကျွန်တော်တို့အသက်တာအဖင်ဖယားရဲ့စကားကိုနာခံခြင်းမှာဖယားပို့ပြီးမှအားရချီနှမှုရှိတယ်ဆိုတာလေးလည်းကျွန်တော်ပြောပြခြင်းနဲ့နောက်ပြီးတော့မေရှုယာရဲ့အစရှိသောရစ်မျိုးတို့ကိုပူဇော်ခြင်း၌အားရတော်မူမီလောအလိုတော်သူ့လိုက်ခြင်းတွေရစ်မျိုးထက်တာ၍ကောင်း၏နားထောင်ခြင်းတွေတိုးထေးစီဦးထက်တာ၍ကောင်း၏ရစ်ပူဇော်တာအရန်ကောင်းတယ်တဲ့အဲ့ဒီအရာထက်အကောင်ဆုံးကတော့ဖယားရဲ့အမိန့်တော်ကိုနားထောင်ခြင်းနာခံခြင်းနှုတ်ကပတ်တော်တမန်တရားအတိုင်းလိုက်လျှောက်ခြင်းဟာဆိုရင်တော့စစ်မှန်သောကိုးကွယ်ခြင်းဖြစ်ပါတယ်ဆိုတာဒီလည်းကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ဖယားစကားကိုကျွန်တော်တို့လိုက်နာသောအသက်တာဟာလည်းကိုးကွယ်ခြင်းဖြစ်ပါတယ်ဒီတနာအခန်းကြီး9အပိုက်ငယ်1မှာဖယားသခင်အိမ်တော်သို့သွားသောအခါတင်းချီတို့ကိုဆောင်လော့လူမိုက်ပြုသောရစ်ပူဇော်ခြင်းအမှုထက်တရားနာခြင်းအမှုကိုတာ၍ကြိုးစားလော့တဲ့ကျွန်တော်ဘုရားကျောင်းလာတဲ့ခါမှာကျွန်တော်ဘာကြိုးစားတယ်လဲတချို့တွေကတော့ music တီးဖို့ပဲကြိုးစားတာလေနော်အဓိက music ကောင်းဖို့တချို့တွေကတော့တချင်းဦးဆောင်တော့ဒီကလည်းကိုဦးဆောင်တဲ့အရာတချင်းကောင်းဖို့ကျွန်တော်တို့ဝတ်ပြုကိုးကွယ်ဖို့ရန်အတွက်လာတဲ့ခါမှာကျွန်တော်ဘယ်လိုလာရမလဲတရားနာခြင်းအမှုကိုပြုဖို့ရန်အတွက်ကျွန်တော်လာဖို့ဖြစ်ပါတယ်အဲ့ဒါနှုတ်ကပတ်တော်တမန်တရားခံယူဖို့ရန်အတွက်ဖြစ်ပါတယ်အဲ့ဒါကြောင့်အဓိကစစ်မှန်သောကိုးကွယ်ခြင်းဟာဆိုတော့နှုတ်ကပတ်တော်ခံယူခြင်းတနည်းအားဖြင့်ဖယားရဲ့စကားကိုနာခံခြင်းဖြစ်ပါတယ်ဆိုတာလေကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့စစ်မှန်သောကိုးကွယ်ခြင်းဆိုတာတော့ဖယားရဲ့စကားတော်ကိုနားထောင်ခြင်းစကားတော်အတိုင်းလိုက်လျှောက်ခြင်းဟာဆိုရင်တော့စစ်မှန်သောကိုးကွယ်ခြင်းဖြစ်တယ်ဆိုတာကျွန်တော်ပြောပြချင်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်မာယွန်းသောကိုးကွယ်ခြင်းအကြောင်းမဲ့ဖွယ်ရများဘယ်လောက်ထိကြောက်စရာကောင်းလဲဆိုနံပါတ်1ထာဝရဖယားမုန်းတီးတဲ့အရာဖြစ်ပါတယ်ခုနအာမုတ်အနာဂတ်ကျမ်းခန်းကြီး9အပိုင်ငယ်21ကနေ24မှာကျွန်တော်ဖတ်ပြီးသွားပြီမာယွန်းသောကိုးကွယ်ခြင်းဟာထာဝရဖယားဆက်စုပ်ယွန်ရှာမုန်းတီးသောအရာဖြစ်ပါတယ်နောက်ပြီးတော့နံပါတ်2ထာဝရဖယားကပမာဏမပြုတ်ဘူးလက်မခံဘူးကာယေနရစ်ပူဇော်တဲ့အရာဖယားကလည်းမခံဘူးဘာဖြစ်လို့လဲသူပူဇော်ခိုင်းထားတယ်လို့မပူဇော်ဘဲနဲ့သူအကြိုက်ပူဇော်လို့ပဲဖြစ်ပါတယ်အဲ့ဒါဖယားကလည်းမခံဘူးနောက်ပြီးတော့နံပါတ်3မှာဆိုရင်တော့သူတပားကိုပါပျက်စီးစီတယ်သူတပားအသက်တာထိပါပျက်စီးစီတာဖြစ်ပါတယ်မာယွန်းတော်ကိုးကွယ်ခြင်းဟာဆိုရင်တော့အဲ့ဒါကြောင့်ကာယေနရဲ့မာယွန်းတော်ကိုးကွယ်ခြင်းကြောင့်ဘယ်သူရဲ့အသက်ရှုံဆုံးရတယ်လဲသူ့ငီကာယေနသူ့ငီအာဘေလအသက်တူတောင်မှရှုံဆုံးတယ်နော်သူ့ငီတောင်မှတတ်တယ်နော်အဲ့ဒါမာယွန်းတော့ကိုးကွယ်ခြင်းရဲ့အကျိုးရလဒ်ဖြစ်တယ်နော်သူများအသက်တာကိုလည်းကျွန်တော်မတီဆောက်စီပဲနဲ့သူများအသက်တာထိတောင်မှပျက်စီးစီတာဖြစ်တယ်ဆိုတာကျွန်တော်ပြောပြချင်တယ်နံပါတ်5မှာဆိုရင်တော့ကိုယ့်အသက်တာကိုပျက်စီးစီတယ်ကိုယ့်အသက်တာကိုလည်းကျွန်တော်ပျက်စီးစီတယ်စကားပုံမှာဘယ်လိုရှိတယ်လဲဆိုရင်တော့ကုံတွေမှားရင်တစ်ခေါက်နော်ကုံတွေမှားရင်တစ်ခေါက်တဲ့စကားပုံမှာတောင်ရခုံမှားရင်တစ်နှစ်နော်နောက်ပြီးတော့မရယူမှားရင်တဲ့နော်နောက်ပြီးတော့ကိုးကွယ်မှားရင်ထာဝရအဲ့ဒါကြောင့်ကျွန်တော်ကိုးကွယ်ခြင်းမှားယွန်းတာအယံပဲအန်တယ်ကြီးတယ်နော်အဲ့ဒါကြောင့်ကျွန်တော်ကိုးကွယ်ခြင်းမှားတယ်ဆိုရင်တော့ထာဝရဖြစ်ပါတယ်နောက်ပြီးတော့နံပါတ်6မှာဆိုရင်တော့အသင်းတော်ကိုလည်းပျက်စီးစီတယ်မာယွန်းတော်ကိုးကွယ်ခြင်းကအသင်းတော်ကိုလည်းပျက်စီးစီတယ်ဘာဖြစ်လို့လဲဆိုရင်တော့အသင်းတော်ဆိုတာတမန်တရားတရားဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်နှုတ်ကပတ်တော်တမန်တရားအပြင်ကျွန်တော်တို့ကိုးကွယ်ဖို့ရန်အတွက်လိုအပ်ပါတယ်နောက်ပြီးတော့နောက်ဆုံးအနေနဲ့ဖယားသခင်ကအတုံးမပြုတ်ချင်တော့ဘူးဖယားသခင်ရဲ့ပေါ့နော်ပယ်ချင်းကိုလည်းခံရနိုင်တယ်နောက်ပြီးတော့ရှောလို့ရှင်ဘရင်လည်းဖယားကပယ်တယ်နော်ဘာဖြစ်လို့လဲသူကရစ်မပူဇော်ရမယ့်အရာကိုဘာလို့လက်တယ်လဲရှမွေလကိုမဆောင်နိုင်ဘူးလေ900အဲ့ဒါမဆောင်နိုင်ဘူးသူလုပ်ရမယ့်အလုပ်မဟုတ်ဘဲနဲ့ပေါ့နော်မာယွန်းဆိုတာသူရစ်ပူဇော်လိုက်တဲ့ခါမှာသူလုပ်မရတဲ့အရာကိုသူလုပ်ဆောင်လိုက်တဲ့ခါမှာဖယားကရှင်ဘရင်အရာနေပြီးမှပေါ့နော်သူဖယ်လိုက်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်အဲ့ဒါကြောင့်ဓမ္မဟောင်းတို့မှဆိုတော့ကိုးကွယ်ခြင်းမှာတာအရန်အန္တရာယ်ရှိတယ်နော်အသက်ပါရှုံတယ်နော်ဥပုပ်နေ့မှာထင်းခွေတဲ့လူတောင်မှအသက်ခံရတယ်နော်တောလေရာကျမ်းထဲမှာလေဖယားကအဲ့လောက်ထိ
အဲ့ဒီကူးကွယ်ခြင်းပိုင်းမှာဖခင်ကအရေးယူတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကူးကွယ်ခြင်းဟာအယံပဲရည်ကြီးတဲ့အရာဖြစ်ပဲဖခင်ချိန်နှစ်သက်တဲ့အရာဖြစ်တော်များလဲကျွန်တော်ဖျားနှစ်သက်တယ်လို့ပဲဖျားခိုင်းတယ်လို့ပဲကျွန်တော်တို့ဝိညာဉ်နဲ့ကျွန်တော်တို့တမန်တရားအားဖြင့်ပေါ့နော်အသက်တာတစ်ခုလုံးတန်ရှင်းစွာဖျားထင်စီမှာပြီးအချင်းဖြင့်ဖျားရဲ့စကားကိုနာခံခြင်းအားဖြင့်ကျွန်တော်ကိုးကွယ်ကြရအောင်ဆိုပြီးမှကျွန်တော်အနေငယ်ဝေမျှပေးချင်ပါတယ်ရောက်ရှင်တိုင်းအတွက်ဖျားရှင်ကောင်းချီးပေးပါ